visa 4A မှာ4ရဲ့ GAC ရဲ့ဘာကွာလဲလို့အဲ့လိုသိချင်ကြတာပေါ့တချို့တော့သိရတချို့လည်းသိပြီးသားရှိမှာပေါ့မသိတဲ့လူလည်းမသိဘူးပေါ့အဲ့ဒီဟာမှာဒီ4နဲ့ GAC ကွာခြားမှုဟာဘာကွာလဲမင်းဘာမှမကွာဘူးကုမ္ပဏီပဲကွာတာဒါက visa 4A ကိုစထုတ်တဲ့အချိန်မှာ2022ခုနှစ်ဒီ4နဲ့လည်းလက်တွဲပြီးထုတ်တယ် GAC ကုမ္ပဏီနဲ့လည်းလက်တွဲပြီးထုတ်တယ်ဒါပေမဲ့2023မှာလား24မှာလားမသိဘူး4နဲ့က23မှာဟိုလက်တွဲဖြုတ်သွားတာပေါ့ဖြုတ်ပြီးတော့ GAC နဲ့ပဲအခုချိန်ကြီးဆက်ထုတ်နေတာအဲ့တော့လူတွေကတွေးကြရင် GAC ကတော့အခုရှိထုတ်နေတာမို့လို့အပေါ်ပစ္စည်းတွေပါတွေးကောင်းတွေးနိုင်တယ်တကယ်ကတော့ဒီ base quality အကုန်လုံးဓာတ်တွေအကုန်လုံးဒီရှိသမျှဒီ motor battery အကုန်လုံးကတော့ဒီဟာတွေကြီးပဲ4လဲဒါ GAC လဲဒါဒါပေမဲ့ဘယ်လိုကွာသွားလဲဆိုတော့ Toyota Visa 4A ကိုရိုးရှိမယ် Pro ရှိမယ်ပေါ့အဲ့မှာအတွင်းကန်းအယောင်လေးတွေကွဲတာတို့အတွင်းကန်းအနီဖြစ်တာမဖြစ်တာအမဲဖြစ်နေတာအဖြူဖြစ်သွားတာကျိုးရောင်ပြောင်းသွားတာတွေအဲ့ဒါ model မှာကွာတယ်ပြီးသွားရင်ဒီ4က4ဆိုရင် grade နှိမ့်လို့တဲ့ဆိုပြီးပြောကြတယ်2022ခုနှစ် model ထဲမှာရောက်ထားပြီးသားကားတွေမှာ2022ခုနှစ် model တွေကလည်းဒီ GAC လည်းရှိတယ်4လည်းရှိတယ်GAC မှာဟိုမှထပ်ပြီးတော့အဲ့လိုတချို့ဆိုရင် panorama roof မပါတာလည်းရှိတယ်အဲ့ဒါတွေကကြတော့ကျွန်တော်တို့ဟိုအရင်တော့ဂျပန်ကားတွေစီးခဲ့ဘူးတော့အတိုင်းပဲကျွန်တော်တို့အရင်တော့ဂျပန်ကားတွေက use ကားတွေကိုတွင်းပြီးတော့စီးကြတာ use ကားတွေကအဲ့မှာဟိုမှာကုမ္ပဏီမှာထုတ်ပြီးတော့အရှိကဂျပန်ကြီးစီးခဲ့အချိန်တုန်းကသူတို့ကအရှိအုံနာကသူကဒီတစ်ကင်ပေးရတာပေါ့ငါကတော့ဒီကားမှာဗာတက်ချင်တယ်ကားရောင်ကတော့ဒါဒီရောင်မှာငါတို့စမ်းရူပါခြင်းနဲ့မပါခြင်းဘူးအဲ့လိုမျိုးလေးတွေပေါ့အရှိကပိုးတိုင်လေးတွေပါခြင်းနဲ့မပါခြင်းဘူးဒါမျိုးလေးတွေရွေးသလိုပဲအခုဒီဟာလဲဒီလိုပဲအရှိမှာမှားတဲ့လူပေါ့မှားတဲ့လူက panorama roof တက်ချင်တယ်ဆိုရင် panorama roof ပါမယ်အဲ့မှာဖင်နိုင်ကုန်းမှာအပူပဲထားမယ်ဆိုလဲအပူက default ပါတယ်အဲ့မှာအေးတက်ချင်တယ်ဆိုရင်အေးပါမယ်ဒီ steer တွေမှာလည်းအေးပါတယ်ဆိုအဲ့ဒါ4ထဲမှာလည်းအဲ့လိုမျိုးတွေအပြည့်ပါတဲ့ကားတွေရှိတယ်ဒါပေမဲ့ GAC မှာကျတော့နောက်ပိုင်းကအဲ့လိုမျိုးတွေကြီးပဲပါလာကြတာတီးတလောက်ကျွန်တော်တီးတလောက်ကတော့ဒီလိုပဲတီးတယ်အဲ့တော့ကျွန်တော်အခုစီးနေရတယ်ကျွန်တော် Visa 4A ကကျွန်တော်စဝယ်တွေကကျွန်တော်ကြည့်လိုက်တော့လေ့လာလိုက်တော့ဈေးကကွာနေ4နဲ့ GAC ကဘာလို့ကွာတာလဲဆိုလိုက်မေးတီးတဲ့အကိုတွေကိုလိုက်မေးတော့ဘာကွာလဲဒီခုနပစ္စည်းတွေကွာတာဂရိတ်လေးတွေမှာအဲ့လိုကိုပစ္စည်းပါတာဒီပစ္စည်းပါအေးပါတယ်မပါဘူးလို့အဲ့လိုမျိုးတွေနောက်ဘုံပေါ်မော်တာပါတယ်မပါဘူးဆိုကျွန်တော်ကားဆိုနောက်ဘုံမော်တာလည်းပါတယ်ဒါပေမဲ့ဖင်နိုင်ကောင်မှာcooling system တော့မပါဘူးအဲ့လိုမျိုးလေးပေါ့အဲ့ဒါလေးတွေတော့အဲ့ဒါလေးတွေပဲကွာတယ်အဲ့ဒါလောက်နေရတော့ဈေးကွာတယ်ဆိုပြီးတော့တကယ်တည်းပြက်ရင်အပူပစ္စည်းကအကုန်လုံးဒါပဲမီးလုံးဆိုလဲမီးလုံးလဲရင်ဒါပဲအောက်ကဘက်ထရီကလည်းဒါပဲမော်တာလည်းဒါဘရိတ်ကလည်းဒါပဲအကုန်လုံးကဒါတွေကြီးပဲ4နဲ့ GAC ကုမ္ပဏီလေးပဲလွယ်တာအဓိကအဲ့လိုမျိုးပေါ့ဒီအယောင်းဝယ်တွေမှာကျတော့4မို့လို့ GAC တော့ဟုတ်ပြီ4ဆိုရင်ဘာဖြစ်မှာလဲမေးတော့4ကလည်းဒါပဲ GAC ကလည်းဒါပဲအဲ့တော့ခုနက grade လေးတွေနည်းနည်းJBL ဖြစ်ချင်းမဖြစ်ချင်းကလည်းအဲ့လိုမှားတဲ့အချိန်မှာပဲကွာမှာပေါ့ပြီးရင်ကျန်တာကတော့အကုန်လုံးမောင်းရတဲ့ feeling အကုန်လုံးကအတူတူပဲဒါတွေကြီးပဲအဲ့လိုမျိုးလေးကွာခြားမှုလေးပဲရှိတာအဲ့တော့ GAC မှဆို GAC ပေါ့နောက်ပိုင်းထွက်တာတော့ GAC အခုထိလက်တွဲထားတာ GAC ဖြစ်နေတော့ GAC လို့မြင်လိုက်တာနဲ့ဒါကတော့ model အမြင့်ထဲမှာလည်းဒါဖြစ်နေတော့GAC ဖြစ်တာပေါ့အဲ့တော့4ကတော့2023နောက်ပိုင်းတော့ကျွန်တော်တော့တိတ်မတွေ့မိဘူး4က2023ထိတော့ model အထိတော့ရှိရယ်4ထဲမှာလည်း grade အပြည့်ရှိရယ်အဲ့တော့4နဲ့ GAC ပါလဲမင်းအဲ့လိုမျိုးတွေပဲကွာတခြား range ရတာမရတာတွေက pro ဖြစ်တာမဖြစ်တာနဲ့ပဲဆိုင်တယ်အကုန်လုံးကဒါပဲအားသွင်းတဲ့ဟာကတော့ model အသစ်2023နောက်ပိုင်းကားတွေကြတော့အားသွင်းတာမြန်လာတာတွေက model မြင့်လို့ဖြစ်တာ GAC နဲ့မဆိုင်ဘူး4နဲ့လည်းမဆိုင်ဘူးအဲ့တော့အားသွင်းမြန်တာမြန်ကျွန်တော်တော့4ပဲစပြီးဝယ်တယ်က4ကိုပဲရွေးချယ်ပြီးတော့ဝယ်လိုက်တယ်အားလုံးအပူပစ္စည်းဝယ်ပြီးအဓိကဖြစ်တဲ့အပူပစ္စည်းတွေဝယ်လဲရရင်ဒါတွေပဲမို့လို့တော့ဒီနေ့သက်သာတဲ့4ကိုစီးတယ်ကျွန်တော်ကတော့4ကျွန်တော်ကားဆိုအခုကီလိုဒီမှာ4800ကျွန်တော်ရှိပြီကီလို4800ရှိပြီအဲ့တော့အခုချိန်ဒီဘာမှအောင်မဖြစ်ရသေးတာbreak လေးတစ်ခုပဲစစချင်းတော့ used to မဖြစ်တော့ auto brake parking brake system ကိုused to မဖြစ်တော့ထွက်တဲ့အချိန်မှာဒုံနဲ့မြည်တာကိုကစိတ်လောပြီးတော့ဒီပါအနည်းမြန်သွားလို့ဖြစ်တဲ့ဟာလေးကြောင့်
အဲ့ brake shoe လေးတစ်ခါပဲလဲဦးတယ်ကျန်တာဘာမှမလဲရသေးကျွန်တော်ကဘက်ထရီဆိုလဲကီလိုခု4000ကျော်ကြာမှတွဲဖို့ဘက်ထရီတစ်ခါလဲရတယ်အဲ့လိုမျိုးပေါ့4ပဲကျွန်တော်က4ပဲ range ရလဲအမှအကုန်အခုထိကောင်းနေတယ် range နေတယ်အဓိကတော့ကိုသုံးတဲ့လူနဲ့ပဲဆိုင်တယ် range ရခြင်းမရခြင်းမောင်းတဲ့ပုံစံချင်းမတူတာနဲ့တူတာနဲ့မောင်းတဲ့ပုံစံတယောက်နဲ့တယောက်မတူကြအောင်အမြန်မောင်းတဲ့သူတို့ဘာတို့အဲ့လိုမျိုးတွေပေါ့အဲ့ဒါကြီးပုံမှာပဲဒီ range ကကွာသွားတာ range ကြောင်းကတော့တက်ထပ်ပြီးတော့ range ကွာတဲ့ဟာလေးတက်နောက်မှထပ်ပြောအခုတော့4နဲ့ GAC ဒီဘာမှမကောကုန်ဒီပဲကွာတယ်လို့ပဲကျွန်တော်ကတော့မြင်တယ်ဒါကျွန်တော်အတွေ့ကျွန်တော်အမြင်အဲ့တော့ဟိုတီးတဲ့လူတွေလည်းဟိုတီးကြမှာပေါ့ပိုတီးတဲ့လူတွေအဲ့တော့ဟိုတီးတဲ့လားဟိုကျွန်တော်တီးတဲ့လောက်တာဝေမျှပေးတာဒီ4နဲ့ GAC ကြောင်း